Hello မင်္ဂလာပါဒီစကားပန်းလေးအကြောင်းပြောချင်လို့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီစကားပန်းလေးကဒီအလေဒီဝတ်ဆန္ဒလေးကိုပေါ့နော်ဆေးရောင်လေးဒီလိုမျိုးဆေးရောင်လေးခြေထားတဲ့အတွက်ကြောင့်သူကလေရေးဆိုရင်လေအယောင်တွေကပြန့်နေတယ်ပေါ့နော်ဒါမှမဟုတ်ပြန့်သွားတတ်တယ်တစ်ခုလုံးကိုပြန့်သွားတတ်တယ်ပေါ့နော်အဲအကြောင်းမလို့ရေးမဆိုအောင်တော့ခရုစိုက်ရမယ်ပေါ့နော်ဒီအောက်မှာသုံးမိထားတဲ့ကော်လေးတွေကကျတော့ရေးဆိုခံပါတယ်အဲအကြောင်းမလို့လေတစ်ချက်လေးဒီစကားတရုတ်စကားပန်းလေးပေါ့နော်လက်စွပ်လုပ်ပဲဆိုရင်ရေမဆိုတော့အကောင်းဆုံးပေါ့နော်ရေဆိုရင်အဲ့ဒါတစ်ဖွဲ့လုံးကပန်းအဝါရောင်လေးဖြစ်သွားတာပေါ့နော်အဝါရောင်လေးဖြစ်သွားမှဆိုလို့ပါအဲ့ဒါလေးကိုလာပြီးတော့တတိပေးရပါရှင်အဲ့လေကယူစိုက်စီခြင်းနဲ့ပေါ့နော်အဲ့အကြောင်းမလို့ဒီမှာတော့ဒါကကြောက် short တင်ပါပြီဒါနော်လက်စွပ်ကလေဒီမှာပါစကားပန်းလေးမှားတဲ့သူပေါ့နော်ကယူစိုက်ဖို့အတွက်လာပြောပြရပါရှင်ဒီအမဆိုရင်ဒီသူထပ်မှာတာပေါ့နော်ပထမတစ်ခေါက်ကမှာတာသူရေဆိုသွားလို့ဆိုပြီးတော့လေပန်းကတစ်ပြန်လုံးပြန့်သွားတာပေါ့နော်ပြန့်သွားတဲ့အတွက်ကြောင့်လက်စွပ်အသစ်တစ်ပွဲပေါ့နော်ထပ်မှာတာပါရှင်မိုင်အပေးတဲ့အမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်